တိခံခြင်းခွင့်လွှတ်ခြင်းမေတ္တာထားခြင်းဆိုတဲ့သဘောတရားတွေဟာလက်တွေ့ဘဝမှာလိုက်နာကျင့်သုံးဖို့အတော်ခက်ပေမဲ့လက်တွေ့ကျင့်သုံးနိုင်ရင်တော့အတော်လေးကိုအေးချမ်းတဲ့တရားတွေပါတိခံလိုက်လို့ခွင့်လွှတ်လိုက်လို့မေတ္တာထားလိုက်လို့ဖြစ်ပေါ်လာတဲ့အကျိုးသက်ရောက်မှုဟာကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်ကိုအများကြီးငြိမ်းချမ်းသွားစေတာပါပဲတော်တော်များများဘဝမှာပူလောင်ကြတယ်စိတ်သောကဖြစ်ကြတယ်စိတ်ပေမှန်းကြတယ်ဆိုတာတိမခံနိုင်လို့ခွင့်မလွှတ်နိုင်လို့မေတ္တာမထားနိုင်ကြလို့ဖြစ်တာပဲများပါတယ်ဒါကြောင့်စိတ်မှာဟိုတွေးဒီတွေးတွေနဲ့လေးနေကြမယ့်အစားအနေပေါ့အောင်ဖြေလျှော့တဲ့အနေနဲ့တိခံကြည့်လိုက်ပါခွင့်လွှတ်ကြည့်လိုက်ပါမေတ္တာထားကြည့်လိုက်ပါအားလုံးဟာအေးချမ်းသွားမှာပါပဲဒီစာစုလေးကတိခံခြင်းခွင့်လွှတ်ခြင်းမေတ္တာထားခြင်းနဲ့ပတ်သက်တာလေးတွေကိုဘုန်းကြီးကအထူးပြုပြီးတော့ပြောပေးချင်တာပါတိခံတယ်ခွင့်လွှတ်တယ်မေတ္တာထားတယ်ဒီစကားတွေကပြောတော့တာလွယ်တာလက်တွေ့ဘဝထဲမှာလားလက်တွေ့ဘဝထဲမှာလိုက်နာကျင့်သုံးမှုကြတော့တော်တော်ခက်တယ်ပါဇက်ကတော့အေးမင်းတိခံလိုက်ပါကွာမင်းခွင့်လွှတ်လိုက်ပါကွာမင်းမေတ္တာထားလိုက်ပါကွာလို့ပြောတဲ့လူကတော့ပြောတာပဲဒါပေမဲ့ပရိသတ်ရဲ့အဲ့ဒီတရားတွေကလက်တွေ့ဘဝထဲမှာ apply လုပ်ပါလက်တွေ့လိုက်နာကျင့်သုံးပါကြတော့အပြောလွယ်သလောက်အလုပ်ခက်တဲ့တရားတွေပဲတိခံဖို့လွယ်အပြောလွယ်တယ်တိခံဖို့ပြောတာလွယ်တယ်လက်တွေ့တိခံဖို့ကခက်တယ်ခွင့်လွှတ်လိုက်ဖို့ပြောတာကဒါပြောလိုက်တာကလွယ်တယ်လက်တွေ့ဘဝထဲမှာခွင့်လွှတ်နိုင်ဖို့ကြတော့တော်တော်ခက်တယ်မေတ္တာထားပါလို့ပြောတာကတော့လွယ်တယ်မေတ္တာတကယ်ထားကြည့်ဖို့ကြတော့ခက်တယ်ဒါပေမဲ့ခက်တော့ခက်တယ်လုံနိုင်ရင်လုံနိုင်တာနဲ့အမျှတော်တော်အကျိုးကြီးတဲ့တရားတွေပဲတိခံဖို့ခက်တယ်ဒါပေမဲ့တိခံကြည့်လိုက်ပါတိခံနိုင်ရင်တိခံနိုင်တဲ့အမျှနည်းနည်းလေးတိခံရင်နည်းနည်းလေးအကျိုးကောင်းတာတွေရမယ်ခွင့်လွှတ်ဖို့ခက်တယ်ဒါပေမဲ့ခွင့်လွှတ်နိုင်ရင်ခွင့်လွှတ်နိုင်တာနဲ့အမျှကောင်းကျိုးကတော့ခံစားရတာပဲမေတ္တာထားဖို့ခက်တယ်ဒါပေမဲ့ထားကြည့်လိုက်ရင်ထားကြည့်နိုင်တာနဲ့အမျှသူ့ရဲ့တံပြန်သက်ရောက်မှုအကျိုးတရားကအတော်ကြီးကိုကောင်းမွန်တဲ့အကျိုးရလဒ်တွေရစေတာဖြစ်တဲ့အတွက်ကြောင့်ခက်တော့ခက်တယ်ဒါပေမဲ့လုပ်ကြည့်လိုက်ပါသိခံကြည့်လိုက်ပါလူတွေကတချို့သိခံတာကိုသိခံရင်အနှိမ်ခံရတယ်သိခံတဲ့လူကိုပို့ပြီးတော့ဖိခံရတယ်ဒီလိုတွေးတာသိခံလိုက်တာဟာရှုံးသွားတယ်လို့ဒီလိုတွေးတာအမှန်ကတော့သိခံလိုက်တာကလောက်ရတာခက်ပေမဲ့သိခံကြည့်လိုက်ရင်ရှုံးသွားတာမဟုတ်ဘူးသိခံလိုက်တဲ့ပုဂ္ဂိုလ်ကြီးမှာအများကြီးအကျိုးသက်ရောက်မှုရှိသွားတယ်ဘုန်းကြီးကအမြဲတမ်းတပည့်တွေကိုဆုံးမတဲ့အခါကျောင်းမှာတော်လဘတွေဝတ်တယ်ကိုရင်ကျောင်းသားတွေဆုံးမတဲ့အခါအမြဲတမ်းပြောတာကိုရင်လေးတွေတို့ကျောင်းသားတို့ဒကာတို့ဒကာရမတို့ဘယ်နေရာမှာပဲဖြစ်ဖြစ်ဘယ်သူနဲ့ပဲဖြစ်ဖြစ်ဘယ်ချိန်မှာပဲဖြစ်ဖြစ်အစဉ်ပြေခြင်းရင်အချက်၄ချက်ကိုသိခံပါဒီလိုအမြဲတမ်းပြောတယ်ဘယ်သူနဲ့ပဲဖြစ်ဖြစ်ဘယ်ချိန်ပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ကိုယ့်ဘဝမှာအစဉ်ပြေခြင်းလို့ချင်းအချက်၄ချက်သိခံနံပါတ်1အစာသိခံနံပါတ်2စကားသိခံနံပါတ်3ပုဂ္ဂိုလ်သိခံနံပါတ်4နေရာသိခံဒီအချက်၄ချက်ကိုသာလေနေရာတိုင်းမှာအချိန်တိုင်းမှာလေ့ကျင့်နိုင်မယ်ဆိုရင်ဘယ်သူနဲ့ဖြစ်ဖြစ်အစဉ်ပြေတယ်ဘယ်နေရာမှာပဲအစဉ်ပြေတယ်ဘယ်အချိန်ပဲဖြစ်ဖြစ်အစဉ်ပြေတယ်အစာသိခံရမယ်စကားသိခံရမယ်နေရာသိခံရမယ်ပုဂ္ဂိုလ်သိခံရမယ်ဘယ်နေရာမှာပဲဖြစ်ဖြစ်အဲ့အစားတောင်ကြောင့်တတ္တဝါတွေအစားသိမခံနိုင်လို့ဒုက္ခရောက်တာကိုစားကျင်တာလေးမစားရလို့ကိုမစားကျင်တာတွေစားရလို့အဲ့တော့အစားတောက်ဆိုတဲ့သဘောကလည်းပဲကိုရတာကိုစားကျင်တဲ့စိတ်ရှိလို့သာလင်စားလိုက်ရတာဘလောက်ပဲကောင်းတဲ့အစားတောက်ပဲဖြစ်ဘလောက်ပဲအရသာရှိတဲ့အစားတောက်ပဲဖြစ်ဖြစ်ပရိသတ်ဖိုက်ပြည့်ဘာရတာမှမရှိတော့စားနေတော့အရသာရှိတာစားနေရင်လေအကုန်ရတာရှိတယ်မိန်ရဟင်းကောင်းဆိုတဲ့ဗမာစကားအဲ့ဒါပဲဘိုက်စားနေရင်လေငပိရည်နဲ့စားလဲအရသာရှိတာပဲနော်ကိုရီးယားဆိုရင်ချင်ဘတ်နဲ့စားလဲအရသာရှိတာပဲငရုတ်သီးတဲ့စားလေးနဲ့စားရင်လည်းအရသာရှိတာဘိုက်စားနေတာဘိုက်တင်မြန်ပြည့်သွားပြီဆိုတော့ဘလောက်ပဲကောင်းတဲ့ KFC လည်းပဲဘိုက်ဝါနေပါရတာမရှိတော့
ဒါကြောင့်မလို့ဘယ်နေရာမှာပဲရောက်ရောက်ဒါလေးစားမှဖြစ်မယ်ဆိုတဲ့စိတ်အစွဲကိုဖယ်လိုက်လို့ရှိရင်အဲ့အစားသိခံရင်အဆင်ပြေတယ်ကိုကသာအစားအသောက်ကိုရှယ်လုပ်ပြီးတော့စားတာပြိတ္တတကယ်တမ်းကျတော့အစားဆိုတာကအရသာဆိုတာရှားအလေကဇိမ်ဝါပတာတာလေးအဲ့သေးသေးလေးရပဲအရသာခံတာပဲရှားလေးတာကြော်သွားလေချောင်းသားရောက်ဘာရသာမှမရှိတော့ဘာရသာမှမရှိလူရဲ့စိတ်ကလည်းပြိတ္တရေအဲ့ဒီအစားအသောက်ကိုသီးမခံနိုင်လို့ပဲတခါစိတ်ကလေးကစားခြင်းတယ်ဘုန်းကြီးတို့ဆရာတော်ကြီးတပါးကရှားကင်စာဖြစ်တာရှားကင်စာဖြစ်တော့အစားအသောက်ကိုပါးစပ်နဲ့စားလို့မရတော့အဲ့ဒါနှာခေါင်းဘောက်ကပိုက်လေးနဲ့ထည့်ပေးရတယ်အာဟာရတနေ့တော့ဆရာတော်ကြီးကဘာအာတိတလေးဖြစ်တယ်ဆိုတော့ကပ္ပိယဒကမကိုပြောဒကမလေးတဲ့ဖုံကတော့လေတဲ့ရွှေရင်အေးလေးဖုံးပေးခြင်းလိုက်တာဆိုတော့ဒကမလေးကစိတ်မကောင်းရွှေအေးကောင်းကောင်းလေးသွားဝယ်ပြီးဆရာတော်ကြီးကိုကတ်တယ်ကပ်ပေမဲ့လည်းပြိတ္တဒီရှာနဲ့သူမဖုံးပေးနိုင်တော့နှာခေါင်းဘောက်ကရွှေရင်အေးကိုနှာခေါင်းဘောက်ကပိုက်လေးနဲ့ပဲထည့်ရတော့တာပဲစိတ်ကလေးကစားခြင်းလို့သူ့မှာစားခြင်းနဲ့အာတိတဖြစ်ပေမဲ့ဇိမ်ဝပတာရပြက်နေတော့အဲ့ဒီအစားတော့အရသာမခံနိုင်တော့စိတ်ပဲစားခြင်းကလည်းဒီစိတ်ပဲမစားခြင်းဆိုတာဒီစိတ်ပဲဘလောက်ပဲကောင်းတဲ့အစားတော့ပဲဖြစ်ဖြစ်ကျမ်းမာရေးမကောင်းလို့တုတ်ကွေးမိလို့ရှာပြက်နေပြီဘာအရသာမရှိတော့ရောက်မလို့စားခြင်းမစားခြင်းသည်ကိုယ့်ရဲ့ဗိုက်ပြည့်ခြင်းမပြည့်ခြင်းပေါ်မှာပဲမူတည်တယ်ကိုစားခြင်းမစားခြင်းပေါ်မှာပဲမူတည်တယ်အရသာရှိခြင်းမရှိခြင်းဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဗိုက်ပြည့်ရင်ပြီးတာပဲဆိုတဲ့စိတ်ကလေးနဲ့သာလင်စားနိုင်အောင်ကြိုးစားအစားအသောက်ကိုသိခံနိုင်အောင်ကြိုးစားဘယ်နေရာမှာပဲဖြစ်ဖြစ်အစဉ်ပြေတယ်ဒါသိခံတာအစားအသောက်လည်းသိခံရဒုတိယသိခံဖို့ကအစားပြီးတော့စကားကလည်းသိခံရမယ်စကလုံးတွေကိုလိုက်ခံစားလို့ပြဿနာတက်တာပဲနေရာတိုင်းမှာအစဉ်ပြေခြင်းအချိန်တိုင်းမှာအစဉ်ပြေခြင်းဘယ်သူနဲ့ပဲဖြစ်ဖြစ်အစဉ်ပြေခြင်းစကားသိခံပါစကလုံးတွေသိခံရမယ်တို့တွေအဲ့စကားလုံးတွေလိုက်ခံစားတာခက်ကြမ်းကြမ်းပြောလိုက်လို့ဆိုတော့အဲ့မကြားခြင်းတဲ့အတန်တွေကြားလိုက်လို့ဖြစ်တဲ့ဒေါသကိုကြိုက်တဲ့သချင်းလေးနားထောင်လိုက်ရလို့ဖြစ်ပေါ်လာတဲ့ခံစားချက်ဝမ်းသာမှုကျေနပ်မှုမလေးဒီနားကကြားတာပါပဲပြိတ္တရေနော်ဆဲတန်လည်းဒီနားကကြားတာပါပဲတချင်းတန်လည်းဒီနားကကြားတာပဲတချင်းတန်လေးကြတော့လိုက်ပြီးတော့ตายရပြီးညှိတောင်ညှိလိုက်တယ်အဆဲတန်ကြတော့ဒီစကလုံးကခံအောင်မခံနိုင်ဘူးဆိုတော့အဲ့ဒါစကားလုံးစကလုံးတွေကိုလိုက်ခံစားတာပဲပြဉ္ညတ်တင်မှာတတ္တဝါတွေဒုက္ခရောက်တာကြောင့်ဘသူကဘလို့ပြောတယ်ဆိုတာတွေခေါင်းထဲထည့်မထားပါနဲ့အဲ့ဒီစကလုံးတွေကြောင့်တတ္တဝါတွေဒုက္ခရောက်တာအတန်ကြောင့်ဖားသေးဆိုတော့ပမာစကပေါ့ဟုတ်မလို့ဘာမှဒီစကလုံးတွေလိုက်မခံစားနဲ့ပြီးရင်ပြီးသွားပဲဆိုရယ်အတွေးလေးထားလိုက်လို့ရှိရင်စကလုံးကြောင့်ဒုက္ခရောက်เสียမရှိဘူးစကားဆိုတာချစ်ရင်အကောင်းပြောခံရတာမဟုတ်ရင်အဆိုးပြောခံရတာကိုယ်နဲ့တဲ့ရင်ကောင်းတာလေးပြောမှာကျန်တာမကြည့်တဲ့အခု social network တွေမှာ Facebook မှာသူပြိတ္တတဲ့သူရှိကိုတင်တဲ့ status လေးနိကိုကြိုက်တဲ့လူကတော့ဘာတင်နေ like တွေပဲ good very good တွေပဲကိုနဲ့မကြိုက်တဲ့လူကိုအယူဝါဒမကြိုက်တဲ့လူကဘလောက်ပဲကောင်းတဲ့ဟာတင်နေအောက်ကနေပြီးအဲ့ဒါဆဲတော့တာပဲစကားလုံးကိုလိုက်ခံလာတာပဲကိုရီးယားလည်းပဲအဲ့ဒါဘလောက်မြန်ဆိုလဲ like ဘလောက်မြန်ရမလဲ comment တွေဘလောက်မြန်တက်မလဲဘလောက်မြန် share မလဲအတုတွေပေါ်မှာ screen တွေပေါ်မှာပြဿနာတက်နေကြတာပဲမိမြန်ပြဿနာဘာမှမရှိတော့ဒါဘာမှမသိရင်ဘာမှမခံစားဘူးဆိုတာတခါကြတော့မသိတာကကောင်းတာပဲ။ဒါကြောင့်မလို့စကလုံးတွေကိုသိခံနိုင်ရင်ချမ်းသာတယ်။အစာသိခံပါစကားသိခံပါတတရားကနေရာသိခံပါနေရာလည်းတော်ကြောက်เสียကောင်းတယ်ပြည်တယ်ဒီနေရာမနေရလို့ဆိုတဲ့စိတ်ကလည်းပဲတတ္တဝါတွေကိုအိတ်တောင်မပြောဘူး။အလုံးလုံးတဲ့လူကြုံတဲ့နေရာမှာအိတ်ရတာပဲ။ဒါပေမဲ့ကိုတချို့ကြောင့်နေရာလေးပြောင်းသွားတာနဲ့အိတ်မပြောဘူးနေရာအပေါ်မှာဖြစ်တဲ့ attachment ကတော်တော်ကိုပူလောင်တယ်ပိုဆိုးတာကယာဒူးနေရာတွေမရလို့ဆိုနေရာတွေမှာတိုက်ခိုက်နေကြတာပိုဆိုးတယ်ယာဒူးလေးတိုးအောင်နေရာလေးရအောင်ဖားလိုက်ရတာလက်ထိုးရလိုက်ရတာဟိုတုန်းကဆိုအဲ့ဒီနေရာကြောင့်ပြဿနာတွေတက်တာဆိုဒီနေရာလေးဖယ်ပေးနိုင်တဲ့စွမ်းအားရှင်သိကောင်းပါပဲတတ္တဝါတွေကနေရာအပေါ်မှာဖြစ်တဲ့နေရာအပေါ်မှာตาရတဲ့
attachment အာဝါဒ mystery ရကလည်းသိကြောက်เสียကောင်းနေရဖယ်ပေးရတာလည်းတတ္တိပဲတတ္တိရှိမှနေရဖယ်ပေးရတာတတ္တိမရှိရင်နေရကိုတွေ့ထားလို့နေရပျောက်မှကြောက်လို့ဒုက္ခရောက်နေတဲ့ဘုန်းကြီးတို့နိုင်ငံလည်းတော်တော်ကြာခဲ့ပြီနော်လူတွေမှာယာတုလေးရလာတဲ့နေရာလေးရတယ်အဲ့ဒီနေရာငါနေရာဘယ်သူလူမလဲဆိုပြီးတော့လေအဲ့ဒီနေရာလူတဲ့လူကိုအမျိုးမျိုးဒုက္ခပေးကြတာနေရာလေးဖယ်ပေးရမှာဆိုဟောတခါဘုန်းကြီးတို့ကိုချင်းစာကြည့်စဉ်းစားကြည့်စာတင်သားဘဝကလိုင်းကားတွေစီးတယ်ကဘာအေးကနေပြီးတော့မြောက်ကလာကဘာအေးကနေစုလေကားပေါ်တက်သွားလိုင်းကားပေါ်မှာထိုင်ကုန်နေရာမှာရပြီးတော့နေနေတဲ့အစတည်းစီးလာတဲ့ចောင်းသားចောင်းသူလူငယ်အရွယ်လေးတွေပဲတခါကျတန်ဃာတော်များနေရာမှာသူတို့ထိုင်နေတာတန်ဃာတော်ကြီးတက်လာရင်ဖယ်ပေးရမှာဖယ်ပေးရမှာကြောက်လို့မသိကြအောင်ဆောင်ပြီးတော့အိမ်ငိုက်နေတာလည်းရှိတယ်တချို့ကလည်းတကြီးရွယ်တွေတက်လာတယ်လူငယ်လေးတွေနေရာရနေတာပဲကိုဝင်ဆောင်မျိုးသမီးတွေတက်လာတယ်နေရာရနေတာပဲနေရာလေးဖယ်ပေးလိုက်အော်အဖိုးတို့အဖွားတို့ကြွပါလို့နေရာအလှူလေးတောင်ရတဲ့အပြင်ကုသိုလ်တွေတောင်ရသေးတာဒါပေမဲ့လူတွေတော်တော်များများလူငယ်တော်တော်များများသူ့နေရာလေးပျောက်မှာဆိုလို့ဖုန်းလေးပို့နေတာစာအုပ်လေးကြည့်နေတာအိမ်ငိုက်နေတာမသိကြအောင်ဆောင်နေကြတာဩနိုင်ငံခြားတိုင်းပြည်တိုးတက်တဲ့တိုင်းပြည်တွေမှာအဲ့ဒါကလေစာရိတ္တပညာကျောင်း education မှာကသင်ထားပေးတာဆိုတော့လူငယ်လေးတွေဘာပြောစရာမရှိဘူးလူကြီးတွေတက်လာရင်သူတဲ့ငါအလူရဲ့နေရာဖယ်ပေးကြဘုန်းကြီးတို့နိုင်ငံမှာအဲ့ဒါတွေပျောက်သွားတာနေရာဖယ်ပေးရမှာကြောက်ဆိုတော့ခေါရိုးကျိုးသွားတဲ့စိတ်ဓာတ်တွေနဲ့စနစ်ဆိုးမှာဟိုလူဖြစ်လာရတဲ့ပညာရေးစနစ်မှာလူဖြစ်လာရတဲ့ကလေးတွေမှာဒီအသည့်လေးတွေအားနေသွားတဲ့အခါကျဘုန်းကြီးကသူတို့ကိုအပြစ်မပြောဘူးတခါကဘလို့တွေးတယ်ဆိုတော့45မိနစ်လောက်တနာရီလောက်စီးရမယ်ဒီထိုင်ကုန်နေရလေးတော့ဖယ်ပေးရမှာကြောက်လို့မသိကြအောင်ဆောင်းနေကြသေးရင်ဟိုးမှာအမြင့်ဆုံးနေရာတို့ယာတုကျွကျွနေရာမှာရှိနေတဲ့လူတွေမဖယ်ပေးကြဘူးဆိုတာလည်းပဲဩတနည်းအားဖြင့်ကိုချင်းစာလို့ရပါလားဒီလိုတွေးရတာနေရာဖယ်ပေးရမှာကြောက်တာကြောင့်မို့ဒီနေရာရမှဖြစ်မယ်ဆိုတဲ့အတွေ့အကြုံလည်းတတ္တဝါတွေကိုပူလောင်စေတတ်တဲ့အတွက်ကြောင့်ဘယ်နေရာမှာပဲဖြစ်ဖြစ်နေတတ်အောင်ကြိုးစားရတယ်နေရာကိုသိခံနိုင်ရင်ချမ်းသာတာဘယ်နေရာမှာပဲဖြစ်ဖြစ်ပရိသတ်ရေမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဒိဋ္ဌိတွေကိုသွားချွတ်တဲ့အခါကျမှဒိဋ္ဌိတွေကဘုရားကိုကြောင်းနဲ့ပေးမဝင်ဘူးဘုရားကလေမီတင်းကိုထဲမှာနေရမီတင်းကိုထဲမှာတရင်သုံးတဲ့ဘုရားဟာလေကြီးမိုးကြီးကြလေကြီးမိုးကြီးကြပြီးတော့ရာသီဥတုမကောင်းလို့ဒုက္ခရောက်နေတဲ့အချိန်ဟိုမှာဒိဋ္ဌိတွေကတော့ဥမဲ့သူတို့ကြောင်းသင်္ကန်းထဲမှာကောင်းကောင်းအိပ်ပျော်နောက်နေ့မနေ့မိုးလင်းတော့ဘုရားမီတင်းကိုထဲမှာတွေ့တော့ဘောဓမအံ့ဩနေဘောဓမဒီလောက်ရာသီဥတုတွေရှိနေတာဒီလောက်ပူပြင်းတဲ့နေရာကြီးမှာညကအိပ်ကောပျော်ရဲ့လားဘုရားကပြန်မိတ်နေလောဘဒေါသမောဟကိလေသာတွေမရှိတဲ့ငါအတွက်နေရာတိုင်းမှာငြိမ်းချမ်းပြီးသားပဲနေရာတိုင်းမှာအေးချမ်းချမ်းပါပဲဩတတ္တဝါတွေအတွင်းကပူလို့အပြင်ကပူတာပဲလောဘဒေါသမောဟတာကင်းနေဘယ်နေရာမှာပဲဖြစ်အစဉ်ပြေဆိုတော့ဒါကြောင့်လို့နေရာတိုင်းမှာအစဉ်ပြေခြင်းနေရာလေးကိုလည်းသိခံရတယ်လူတိုင်းနဲ့အစဉ်ပြေရောက်တဲ့နေရာမှာသိခံနိုင်အောင်ကြိုးစားရတယ်အဲ့ဒါလေးသိခံရင်အားလုံးโอเคသွားတာပဲเนาะဒါကြောင့်မို့အစာသိခံစကားသိခံနေရာသိခံနောက်ဆုံးသိခံရမယ့်အချက်ကအရေးကြီးတယ်နေရာတိုင်းမှာဘယ်သူနဲ့ဖြစ်ဖြစ်ဘယ်ချိန်ပဲဖြစ်ဖြစ်အစဉ်ပြေရင်ပုဂ္ဂိုလ်သိခံရတယ်ပုဂ္ဂိုလ်ဆိုတာလေသူနဲ့ကိုယ်နဲ့တူမှမတူတာလူအမျိုးမျိုးဇယိုက်အထွေထွေ character အမျိုးမျိုးနဲ့တွေ့ကြုံဖြတ်တန်းရမယ်လူတွေနဲ့တွေ့တဲ့အခါမှာလူအချင်းချင်းကိုယ်စိတ်တိုင်းမကြလို့ဒေါသဖြစ်ရင်ဘယ်တော့မှစိတ်တိုင်းကြမှာမဟုတ်တော့ကိုယ်သဘောအတိုင်းမဖြစ်လို့သူ့အပေါ်မှာဒေါသတွေဖြစ်တယ်မကြည်မနှက်ဖြစ်ဘယ်တော့မှဖြစ်မှာမဟုတ်တော့ဘာဖြစ်လို့ဆိုကိုယ်တော်မှကိုယ်စိတ်တိုင်းကြမှာမဖြစ်တာကိုယ်တော်မှကိုယ်အလိုတိုင်းမှမဖြစ်တာရမလို့ပုဂ္ဂိုလ်တွေအပေါ်မှာလည်းပဲကိုချင်းကိုနဲ့သဘောမတူလို့ကိုနဲ့အစင်မပြေလို့ဆိုပြီးတော့တောကတွေဖြစ်မနေပါနဲ့ဒေါသတွေဖြစ်မနေပါနဲ့သူတို့ကိုသိခံနိုင်အောင်ကြိုးစားရလူတွေမှာအနေနီးလာရင်အစင်ပြေပြေဖြစ်သွားတဲ့လူတော်တော်များများရှားတယ်အဝေးပေါင်းတာကောင်းအနေနီးတော့တယောက်နဲ့တယောက် character တွေသိသွားတယ်တယောက်နဲ့တယောက်အားနည်းချက်တွေသိသွားတဲ့အခါကျတော့လူတွေမှာအစင်မပြေတာများတယ်ဒါပေမဲ့အားနည်းချက်ကိုအာသာချက်အဖြစ်ပြောင်းပြီးနေထိုင်နိုင်တဲ့လူတွေကြတော့အဆင်ပြေသွား။အော်ဒီလူကဒီလိုပြောတတ်တာပါလား။ဒါသူ့အကျင့်လေးပါလားလို့အဲ့လိုမျိုး
သူ့ရဲ့သဘောတဘာဝလေးကိုသိသွားရင်သူနဲ့ကိုယ်နဲ့အဆင်ပြေသွားတာတချို့ကအဲ့ဒီသဘောလေးကိုမသိတဲ့အခါကျတော့ငါ့ကိုဒီလိုပြောရကောင်းလားငါ့ကိုဒီလိုဆက်ဆံကောင်းလားဆိုပြီးတော့သူ့အပေါ်မှာသွားပြီးတော့လိုက်ခံစားတာလူကကိုယ့်ကိုယ်မကြည့်ဘဲနဲ့သူများကိုကြည့်တတ်တဲ့ပုံကိုယ်တွေဆိုတော့သူများကိုပဲကိုယ်နဲ့လိုက်ညှိနေတော့တာပဲသူများကိုကိုယ်နဲ့ညှိအောင်လိုက်ညှိနေတယ်များဘယ်တော့မှကြည်ဝါမှာမဟုတ်ဘယ်တော့မှချမ်းသာမှာမဟုတ်ဘယ်တော့မှအဆင်မပြေမှာမဟုတ်ကိုယ့်ဘာသာကိုကိုယ်စိတ်နဲ့ကိုယ်ပဲညှိအောင်ညှိရင်ဘယ်လိုပုံကိုယ်မျိုးနဲ့ပဲလာအဆင်ပြေအောင်ပေါင်းနိုင်တယ်တဲ့ရမလို့သိခံဖို့ခက်ခဲတဲ့အရာတွေထဲမှာကိုကအစားသိခံနိုင်အောင်ကြိုးစားပါစကားသိခံနိုင်အောင်ကြိုးစားပါနေရာသိခံနိုင်အောင်ကြိုးစားပါဘယ်လိုပုံကိုယ်မျိုးဖြစ်ဖြစ်သူ့ရဲ့သဘောတဘာဝကိုသူ့ရဲ့ character လေးကိုသိအောင်သိခံနိုင်အောင်ကြိုးစားလိုက်စမ်းပါအဲ့ဒီအချက်၄ချက်သိခံနိုင်ပြီဆိုရင်နေရာတိုင်းမှာအဆင်ပြေပါတယ်အချိန်တိုင်းမှာအဆင်ပြေပါတယ်လူတိုင်းမှာအဆင်ပြေပါတယ်သိခံရမယ်ဒုတိယအချက်ကခွင့်လွတ်နိုင်အောင်ကြိုးစားရဟာခွင့်လို့ဖို့ခက်တယ်ဖေယာခက်တာပေါ့ဘုန်းကြီးတို့လည်းခက်တာပဲပုထုဇဉ်တပါဒါပေမဲ့ခက်လို့ဆိုပြီးတော့ဟောခွင့်မလွတ်နိုင်ဘူးဆိုပြီးတော့အဲ့ဒီစိတ်ကလေးကိုယ့်ရင်မှာပိုက်ကြည့်ပါလားခွင့်မလွတ်နိုင်ဘူးကောင်းပြီခွင့်မလွတ်နိုင်တော့ဟိုဘက်ကလူကသိမသိတော့မသိဘူးခွင့်မလွတ်နိုင်ဘူးဆိုတော့ကိုယ့်ရဲ့စိတ်ကဘယ်လောက်များပင်ပန်းလဲခွင့်မလွတ်နိုင်လို့အညို့တေးထားအဲ့ဒါအာဃာတပဲဒေါသရဲ့သဘောတွေခွင့်လွတ်ဖို့ခက်တယ်တချို့ခွင့်လွတ်လိုက်ရင်ခွင့်လွတ်လိုက်ရင်အနိုင်ယူလိမ့်မယ်ပိုဆိုးသွားလိမ့်မယ်မဆိုးပါဘူးခွင့်လွတ်နိုင်တယ်ဆိုတဲ့ဟာကသူ့ကိုခွင့်လွတ်တာမဟုတ်ဘူးတကယ်တမ်းကျတော့လေခွင့်လွတ်လိုက်တာသူ့ကိုခွင့်လွတ်တာမဟုတ်ကိုခွင့်လွတ်လိုက်တာလူတွေကခွင့်လွတ်တာသူများကိုခွင့်လွတ်တယ်လို့ထင်တာမဟုတ်ဘူးကိုခွင့်လွတ်လိုက်တာကိုယ်တဏ္ဍာမှာရှိနေတဲ့အကုသိုလ်စိတ်တွေကိုယ်တဏ္ဍာမှာရှိနေတဲ့မကျေနပ်ချက်တွေကိုယ်တဏ္ဍာမှာရှိနေတဲ့အဲ့ဒီအနိုင်ယူတဲ့စိတ်တွေဒေါသစိတ်တွေကိုယ့်ဘာသာကိုပဲခွင့်လွှတ်လိုက်တာကိုယ့်ဘာသာကိုလျှော့လိုက်တာကိုယ့်ဘာသာကိုလျှော့လိုက်တော့သူများကသိမသိတော့မသိဘူးလောလောဆယ်ခွင့်လွှတ်နိုင်တဲ့လူကကိုယ်တိုင်အရင်ခွင့်လွှတ်ထားတဲ့လွတ်သွားတော့တာပဲဟောပူလောင်မှုတွေလွတ်သွားတယ်ပူလောင်မှုတွေလျော့သွားတယ်အတော့ကိုပဲခံစားချက်လေးတွေလျော့သွားတဲ့အခါကျတော့သူ့ကိုခွင့်လွှတ်လိုက်တာနဲ့ကိုယ့်ဘာသာကိုအရင်ပေါ့သွားတော့တာပဲခွင့်မလွှတ်နိုင်ဘူးဖေယားကောင်းပြီခွင့်မလွတ်နိုင်တော့ဘာဖြစ်မလဲခွင့်မလွတ်နိုင်လေပူလေပဲခွင့်မလွတ်နိုင်လေခံစားရလေပဲခွင့်မလွတ်နိုင်လေပူဆိုးလေပဲတော့ခွင့်လွတ်ခြင်းနဲ့ဆွန့်လွတ်ခြင်းဘုန်းကြီးတို့တခါပြောဘူးပါတယ်ခွင့်မလွတ်နိုင်ရင်ဆွန့်လွတ်လိုက်တော့မဆွန့်လွတ်နိုင်ဘူးဆိုရင်ခွင့်လွတ်လိုက်တော့ဒီစကားလုံးလေးကသိတ္တံမို့ရှိတယ်တရားရောက်နဲ့ပတ်သက်ပြီးတော့တခုခုနဲ့ပတ်သက်ပြီးတော့တူးနဲ့ပတ်သက်ပြီးသူနဲ့ကိုယ်နဲ့အတူနေရမှာတွဲနေရမှာလှုပ်နေရမှာလှုပ်နေရမယ်လူချင်းဆိုရင်လေပြိဿရှေ့လက်တွဲရမှာဆိုရင်ကိစ္စဝိစ္စတချို့တော်တော်များများသူနဲ့ပတ်သက်တဲ့အစင်မပြေတာမှုတွေမကျေနပ်ချက်မှုလေးတွေကိုကခွင့်လွှတ်ပေးနိုင်အောင်ကြိုးစားခွင့်မလွှတ်နိုင်တော့ဘူးဆိုရင်ဆွန့်လွှတ်လိုက်တော့မဆွန့်လွှတ်နိုင်ဘူးဆက်သွားမှဖြစ်မှာဆိုရင်ခွင့်လွှတ်နိုင်အောင်ကြိုးစားအဲ့နှစ်ခုတစ်ခု choice လုပ်ပါမှာခေါင်းဆုံးကတော့ခွင့်လွှတ်လိုက်ပါသူ့ကိုလွတ်ထားမို့ကိုကိုလွတ်လိုက်တာကိုဘာသာကိုခွင့်လွတ်နိုင်ရင်ကိုဘာသာကိုတတ်တာလည်းပဲခွင့်မလွတ်နိုင်ဘူးဆိုတော့အဲ့ဒီစိတ်ကသူများကိုပူလောင်တာမဟုတ်ကိုကိုအရင်ပူလောင်တာဆိုတော့လေအစဉ်ပြေခြင်းခွင့်လွတ်နိုင်အောင်ကြိုးစားဘာမှခေါင်းထဲမှာထည့်မထားနဲ့အဲ့ဒီစကားလုံးတွေကိုခံစားလို့တတ္တဝါတွေမှာခွင့်မလွတ်နိုင်တာခွင့်မလွတ်နိုင်ဘူးဆိုတာကအမျက်ဒေါသကိုကိုယ်ခေါင်းထဲမှာထည့်ထားလို့ခွင့်မလွတ်နိုင်တာပဲမကျေနပ်ချက်ကိုကိုယ်ခေါင်းထဲမှာသိမ်းထားလို့ခွင့်မလွတ်နိုင်တာပြောမယ်ဆိုရင်ဒီနေ့ခေတ်စကားနဲ့ပြောရင်အစာမကြေတာအစာမကြေတဲ့အချက်ကလေးကိုစွတ်ထားလို့ခွင့်မလွတ်နိုင်တာငါ့ကိုဒီလိုပြောရကောင်းလားဒီလိုဆက်ဆံရကောင်းလားဆိုရဲအဲ့ဒီအတွေးကကိုယ်ခေါင်းထဲကရှိနေတဲ့အတွေးကြောင့်သူနဲ့ပတ်သက်တဲ့လှုပ်ဆောင်ချက်မှန်သမျှခွင့်မလွတ်နိုင်တော့ခွင့်မလွတ်နိုင်တော့ခွင့်မလွတ်နိုင်ရင်ခွင့်မလွတ်နိုင်တဲ့လူကအရင်ခံစားရတာပဲဆိုတော့ပရိသတ်ရေဘာပဲဖြစ်ဖြစ်ခွင့်လွတ်ကြည့်လိုက်ပါခွင့်လွတ်တာသူများကိုလွတ်တာမဟုတ်ကိုယ့်ကိုယ်သူလွတ်တာဖြစ်တဲ့အတွက်ကြောင့်ကိုခွင့်လွတ်နိုင်ကိုအရင်သက်တာမယ်ကိုခံစားချက်သက်တာမယ်ကိုအရင်ငြိမ်းချမ်းမှာဖြစ်တဲ့အတွက်ကြောင့်ဘဝမှာအစဉ်ပြေခြင်းခွင့်လွတ်နိုင်အောင်လဲကြိုးစားရတယ်ဒီလဲတီးခံရမယ်တီးခံပြီးရင်ခွင့်လွတ်နိုင်အောင်လဲကြိုးစားရမယ်ဒီနှစ်ခုရှိနေနဲ့အစဉ်ပြေပြီလားတော်တော်များများပြေနေပါပို့ပြီးအစဉ်ပြေခြင်းတော့မေတ္တာထားနိုင်အောင်ကြိုးစား
မေတ္တာဆိုတာအကျိုးလိုလာတာလူတွေကမေတ္တာပို့တယ်ဆိုရင်လေဟိုလုံးစုံများစွာတတ္တဝါချမ်းသာကိုယ်စီမြဲပါစေဒီခေါင်းနိုင်ကြရှင်းကြအတန်ပြဲကြီးနဲ့ပို့နေတာကိုမေတ္တာပို့တယ်လို့ထင်နေတာမှန်မေတ္တာရဲ့အဓိကအဓိပ္ပာယ်ကအကျိုးလိုလာတာအကျိုးဆောင်ပေးတာအကျိုးပြုပေးတာအကျိုးလိုလာတဲ့စိတ်ကလေးနဲ့ဆောင်ရွက်ပေးတာအဲ့ဒါမေတ္တာလို့ခေါ်တယ်မေတ္တာကလည်းပဲမေတ္တာ၃မျိုးရှိတယ်လက်တွေ့ကျင့်သုံးလို့ရတဲ့မေတ္တာကာယကံမေတ္တာဝစီကံမေတ္တာမနောကံမေတ္တာကိုယ်မူရာလေးနဲ့သူ့အကျိုးကိုလိုလားတာအဲ့ဒါကာယကံမေတ္တာပဲဟိုးလမ်းသွားရင်လမ်းပြတ်ကူးတယ်အဖိုးတွေအဖွားတွေမနေမင်းနဲ့မနိုင်မင်းနဲ့လမ်းကူးနေတယ်ထုတ်လေးကူးတယ်ပြီးအဖွားသားတယ်ပြီးမယ်သမီးတယ်ပြီးမယ်အဖွားရဲ့အကျိုးကိုလိုလားတာအဖိုးရဲ့အကျိုးကိုလိုလားတာအဲ့ဒါကာယကံမေတ္တာပဲလူတွေလက်တွေ့ဘဝထဲမှာအဲ့ဒီကာယကံမေတ္တာတာကျင့်သုံးနိုင်စမ်းကျင့်သုံးကြည့်လိုက်စမ်းတယောက်နဲ့တယောက်အဲ့ဒီအကျိုးလိုလားတဲ့စိတ်ကလေးနဲ့တာဆက်ဆံကြည့်ဘဝကတော်တော်ကိုအဆင်ပြေတာမိသားစုထဲမှာလည်းထို့အတူပဲမေတ္တာကိုအခြေခံနိုင်အဲ့ဒီမိသားစုငြိမ်းချမ်းတယ်သားကလည်းပဲအမေအကျိုးကိုလိုလားတယ်အဲ့ဒါမေတ္တာကိုအခြေခံတာအမေကလည်းသားအကျိုးကိုလိုလိုက်အဲ့ဒါမေတ္တာကိုအခြေခံတာယောက်ျားကလည်းအမျိုးသမီးမိန်းမရဲ့အကျိုးကိုလိုလားတယ်မိန်းမကလည်းယောက်ျားရဲ့အကျိုးကိုလိုလားတယ်ဟောအဖေကလည်းအမေရဲ့အကျိုးကိုလိုလားတယ်အမေကလည်းအဖေရဲ့အကျိုးကိုလိုလားမိသားစုထဲမှာပဲအဲ့ဒီအကျိုးလိုလားတဲ့စိတ်ကလေးနဲ့ဆက်ဆံရင်ကိုယ်အမူအရာနဲ့အကျိုးလိုလားရင်ကာယကံမေတ္တာစကားလုံးလေးနဲ့အကျိုးလိုလားရင်ဝစီကံမေတ္တာဝစီကံမေတ္တာလေးပေးကြည့်ပါတစ်ခါကြာရင်မိတ်ဆွေပေါင်းသင်းချင်းချင်းတောကတွေဖြစ်တယ်ကိုယ်ကိုရင်လာဖွင့်စကားလုံးလေးနဲ့သူ့အားတက်အောင်သူ့အကျိုးလေးတွေရော့မသွားအောင်ကောင်းကျိုးလိုလားတဲ့စိတ်ကလေးနဲ့ကောင်းတဲ့စကားလေးတွေပြောပေးအဲ့ဒါဝစီကံမေတ္တာပဲဘာမှပတ်စံမကုန်လိုက်ပဲတဲ့ရတဲ့ကုသိုလ်တွေပဲနော်စကားလေးကောင်းကောင်းလေးတွေပြောပေးတာအဲ့ဒါဝစီကံမေတ္တာစကားလုံးလေးနဲ့အကျိုးရှိအောင်လုပ်ပေးတာအဲ့ဒါဝစီကံမေတ္တာဟုတ်ဘုန်းကြီးတို့တရားဟောပေးနေတယ်ကာယကံမေတ္တာကိုဝစီကံမေတ္တာကိုမနောကံမေတ္တာကိုပါနေတာတရားနာတဲ့သူတွေကိုအကျိုးလေးတွေဖြစ်ထွန်းပါစေနာရတဲ့အခိုက်တဲ့တရင်ကအခိုက်တန့်လေးပဲဖြစ်ဖြစ်ငြိမ်းချမ်းမှုလေးရသွားပါစေအဲ့ဒါမေတ္တာကိုအခြေခံတာပဲနော်ဒါကြောင့်မလို့မေတ္တာဆိုခေါ်နိုင်ကြရှိရင်ညာအတန်ပြဲကြီးနဲ့ပို့နေမှမေတ္တာမဟုတ်ဘူးတချို့ကအတန်ပြဲကြီးနဲ့တာပို့နေတာစိတ်ကမရောက်တော့မေတ္တာအစွမ်းမထက်နော်ပါဇက်ကလုံးစုံများစွာတတ္တဝချမ်းသာကိုယ်စီမြဲပါစေ၄နိုင်ခွဲလောက်ထားအော်တယ်လက်ကဖြန်းဆိုချင်းပိတ်ရိုက်တယ်အဲ့ဒီမေတ္တာအစွမ်းမထက်မနောကံကလည်းဘယ်ရောက်နေမှမသိပါဇက်ကတာအော်နေတာကာယကံကတော့လက်တတ္တဝါသွားရိုက်လိုက်တာချင်းလေးသွားရိုက်တယ်အဲ့ဒီမေတ္တာအကျိုးသက်ရောက်မရှိဘူးအဲ့တော့မေတ္တာဆိုတာကကာယကံမေတ္တာဝစီကံမေတ္တာအဓိကအဲ့မနောကံမေတ္တာစိတ်ကလေးကအာယုံပြုတ်နိုင်မှမေတ္တာကအကျိုးပို့ပြီးတော့ကြည်တာစိတ်ကလေးကပါပြီးတော့ကိုယ်မူရာလေးနဲ့အကျိုးလိုလားတယ်စိတ်ကလေးကပါပြီးတော့စကားလုံးလေးနဲ့အကျိုးလိုလားတယ်စိတ်ကလေးကပါပြီးတော့လေစိတ်တက်ကလေးကအဲ့ကိုပြုကျင်တဲ့ကိုအကျိုးပြုကျင်တဲ့လူကိုဒါလည်းရောက်နေမယ်ဆိုရင်အဲ့ဒီမေတ္တာ၃မျိုးကကိုရှိမှပြည့်နေတာကိုကဒီ၃မျိုးလုံးနဲ့ဆက်ဆံနေကိုနဲ့ဆက်ဆံတဲ့ပုဂ္ဂိုလ်ကလည်းပဲအဲ့ဒီမေတ္တာရဲ့ဓာတ်ကိုခံစားရပြီးတော့မေတ္တာထားတဲ့စိတ်ကလေးကတတ္တဝါတွေမှာလုပ်ငန်းခွင်မှာလည်းအဆင်ပြေသွားတယ်ဒါကြောင့်မလို့ဘုရားသွားပြီးတော့မေတ္တာပို့မှမေတ္တာမဟုတ်ပါဘူးနော်ဘုရားရှင်ရှိမှထိုင်ပြီးတော့မေတ္တာတုတ်တွေအကုန်လုံးရွတ်နေမှမေတ္တာမဟုတ်ပါဘူးမေတ္တာပို့တာမဟုတ်ပါဘူးမေတ္တာဆိုတာတယောက်နဲ့တယောက်အကျိုးလိုလားတဲ့စိတ်ကလေးဖြစ်တဲ့အတွက်ကြောင့်တဦးနဲ့တဦးဘယ်နေရာမှာပဲဖြစ်ဖြစ်အကျိုးလိုလားတဲ့စိတ်ကလေးနဲ့ဆက်ဆံကြည့်လိုက်စမ်းပါနော်သူကလည်းကိုယ်အကျိုးလိုလားကိုယ်ကလည်းသူ့အကျိုးလိုလားနေရာတိုင်းမှာအဲ့ဒီစိတ်ကလေးနဲ့ဆက်ဆံရင်အားလုံးဟာမေတ္တာဓာတ်တွေကြောင့်ငြိမ်းချမ်းသွားမှာပဲမေတ္တာမထားနိုင်တော့တယောက်နဲ့တယောက်အကျိုးမလိုလားတဲ့စိတ်တွေနဲ့လေသူကြီးပွားရင်ကိုကမနာလို့ဖြစ်သူချမ်းသာရင်ကိုကမကြေမနက်ဖြစ်အကျိုးမလိုလားဘူးသူအကျိုးမလိုလားတော့သူဆိုးဖြစ်အောင်ပဲစဉ်းစားမေတ္တာဓာတ်အားကောင်းရင်အကျိုးဆောင်တဲ့စိတ်တွေပိုများတယ်မေတ္တာဓာတ်နည်းလို့ဒေါသစိတ်အားကြီးရင်ဒေါသကဖျက်ဆီးတာဖျက်ဆီးအောင်လုပ်တာဒေါသသမားကပျက်စီးဖို့ပဲကြံတယ်ဖျက်ဆီးဖို့ပဲစဉ်းစားတယ်ကိုယ်ကိုလည်းဖျက်ဆီးတယ်ပတ်ဝန်းကျင်ကိုလည်းဖျက်ဆီးတယ်ဒေါသအားကြီးတဲ့ပုဂ္ဂိုလ်ဒေါသတွေများလာတာနဲ့အမျှလေလောကကိုတော့ဘယ်တော့မှကောင်းကျိုးမပြုဒေါသအားကြီးလာတာနဲ့အမျှဒေါသသမားကသူ့ကိုယ်ကိုသူအရင်ဖျက်ဆီးတယ်ပြီးရင်ပတ်ဝန်းကျင်လောကကြီးတစ်ခုလုံးကိုဖျက်ဆီးတာပျက်စီးစေဒ
ဒေါသကပျက်စီးတဲ့သဘောရှိတယ်ဖြက်စီးတဲ့သဘောရှိတယ်မေတ္တာကြတော့အကျိုးပြုပေးတဲ့သဘောရှိအကျိုးလိုလားတဲ့သဘောရှိတယ်မေတ္တာအားကောင်းတဲ့ပုဂ္ဂိုလ်ဟိုဘလို့လေးလှုပ်ပေးလိုက်ရမလဲဘလို့လေးဆောင်ရွက်ပေးလိုက်ရမလဲဘလို့လေးကောင်းအောင်လုပ်ပေးလိုက်ရမယ်ဒီလိုပဲတွေးတာဘုန်းကြီးတို့ဟိုအခုအများအကျိုးတွေဆောင်ရွက်နေတာအရင်တုန်းကတော့ကိုယ်ပဲရယူခြင်းနဲ့စိတ်တွေများငါရခြင်းနဲ့ငါလိုခြင်းနဲ့ငါပိုင်ဆိုင်ခြင်းနဲ့ဘာလေးပဲရရလက်လာပါလဲရကိုယ့်အတွက်ပဲစဉ်းအခုတော့မဟုတ်တော့ဘူးအများကျိုးကိုလုပ်ပေးခြင်းနဲ့စိတ်ကလေးရှိနေတော့လေဟိုရလာရင်ဘလို့လေးလုပ်ပေးရလိုက်ရမလဲဘလို့လေးကောင်းကျိုးပြုပေးလိုက်ရမယ်ရက်ကျိုးရွာကျိုးဘလို့လုပ်ပေးရအကျိုးလိုလားတဲ့စိတ်တွေနဲ့အများအကျိုးကိုပဲဆောင်ရွက်ခြင်းနဲ့စိတ်တွေများသွားတခါတခါလေးဘုန်းကြီးတို့နိုင်ငံခြားခဏနာသွားတယ်သုံးနိုင်တာပဲအိုး business class ဝယ်ပြီးတော့ထိုင်ကုန်စီးသွားလင်းလက်မှာတပည့်ချရှာတာနော်10သိန်းကို business class ရင်30လောက်ပေးရတခါကကျမ်းမာရေးမကောင်းရင်ဘုန်းကြီးကလေအိုးငါ30ကြီးသုံးရမယ်စား10သိန်းလောက်ပဲကုန်ပြီအဲ့ပိုတဲ့10သိန်းကိုဘယ်တဲ့ကိုလှူလိုက်ရင်ကောင်းမလဲဘာလေးလှုပ်လိုက်ရင်ကောင်းမလဲအဲ့ဒီစိတ်ကလေးဝင်တော့ကိုပင်ပန်းခံပြီးတော့အဲ့ဒါ30မသုံးပေးမယ်10သိန်းနဲ့သုံးပြီးတော့ပိုတဲ့10သိန်းကိုအကျိုးလိုလားတဲ့စိတ်တွေနဲ့အများအတွက်ပဲလုပ်ပေးချင်တာအများရောမေတ္တာဓာတ်အားကောင်းတဲ့လူကအကျိုးပြုဖို့ပဲစဉ်းစားတယ်အကျိုးဆောင်ဖို့ပဲစဉ်းစားတယ်ဒေါသအားကြီးတဲ့ပုဂ္ဂိုလ်ကပျက်စီးစေဖို့ဖျက်ဆီးစေဖို့ပဲအမြဲတမ်းကြံစည်နေတာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ဘာသာကိုမေတ္တာဓာတ်အားကောင်းပွားများရတိတ္တမေတ္တာတွေကတိတ္တတော့ရောက်လာမှာမဟုတ်ဘူးနော်ဒီတိုင်းထိုင်နေနေတော့မေတ္တာတွေရောက်လာမှာမေတ္တာရဲ့သဘောကလက်တွေ့ကျင့်သုံးလာမှကျင့်သုံးနိုင်တာနဲ့အမျှတဖြည်းဖြည်းသူကအလေးကျင့်နေရရင်ကိုယ့်တဏ္ဍာမှာအကျိုးပြုတဲ့စိတ်တွေအများကြီးဝင်လာတာသူကဟိုဘုရားရဲ့တရားတော်တွေကဒီတိုင်းဆုတောင်းနေုံနဲ့ကိုယ့်ရှိရောက်လာတဲ့သဘောမျိုးမဟုတ်လက်တွေ့ apply လုပ်လက်တွေ့ကျင့်သုံးမှသာလင်ကျင့်သုံးတဲ့တရားတွေကကိုယ့်ရှိကိုတဖြည်းဖြည်းအကျိုးသက်ရောက်မှုတွေရပြီးတော့တန်ဖိုးတွေရှိလာဘုရားဘာသာမှာဆုတောင်းမှုကိုသိအားမပေးဘူးလက်တွေ့လိုက်နာကျင့်သုံးမှုကိုပဲဥစားပေးတယ်။ဒါကြောင့်မလို့လက်တွေ့ကျင့်သုံးနိုင်တဲ့အများတန်ဖိုးတွေရှိပြီးတော့အကျိုးသက်ရောက်မှုတွေရှိနေတဲ့အတွက်ကြောင့်မြတ်စွာဘုရားရှင်တရားတော်တွေကတန်ဋိဋ္ဌိကဂုဏ်တော်ဆိုကိုယ်တိုင်ဒိဋ္ဌမျက်မြင်သိမြင်နိုင်တဲ့စွမ်းအားရှိတဲ့အတွက်ကြောင့်ဘုရားတရားတော်များကိုဆုတောင်းမှုကိုဥစားမပေးဘဲနဲ့လက်တွေ့ကျင့်သုံးနိုင်ရင်တယောက်နဲ့တယောက်အကျိုးလိုလားတဲ့မေတ္တာထားရင်သူကသူ့အကျိုးကိုကလိုလားတယ်။သူကလည်းကိုယ့်အကျိုးကိုလိုလားမယ်။အဲ့ဒါဆိုရင်တယောက်နဲ့တယောက်မေတ္တာလေးနဲ့ဆက်ဆံနေမေတ္တာနဲ့ဆက်ဆံနေတဲ့လောကကြီးကငြိမ်းချမ်းတာပဲနော်ဒါကြောင့်မလို့အကျိုးလိုလားတဲ့စိတ်တက်လေးတွေ तू မကျင့်သုံးရင်လည်းကိုကကျင့်သုံးနိုင်အောင်ကြိုးစားတခါကကိုကအကျိုးလိုလားမယ် तू ကကိုအကျိုးမလိုလားတယ်အများကြီးရှိတယ်ကောင်းပြီ तू ကအိုးငါကသူ့အကျိုးလိုလားတာ तू ကငါအကျိုးလိုလားတာမဟုတ်ဘူးဆိုပြီးတော့ तू မလိုလားလဲငါလည်းမလိုလားတော့ဘူးဆိုတော့ तू မလိုလားလို့ကိုလည်းမလိုလားဆိုကိုလည်း तू နဲ့အတူတူတူသွားမှာပေါ့ရ तू လိုလားတာမလိုလားတာ तू ကိစ္စကိုဘက်ကသူ့အကျိုးကိုလိုလားပြီးတော့ဆက်ဆံနေကိုဘက်ကမေတ္တာမပြတ်ဘူးကိုဘက်ကမေတ္တာမပြတ်လို့ तू ပြတ်နေလဲ तू အကြောင်းပဲ तू အကြောင်းက तू ကိစ္စဖြစ်သွားမှာကိုကအဲ့ဒါကိုလိုက်ပြီးတော့ခံစားမနေနဲ့ကိုဘက်ကသာအကျိုးလိုလားတဲ့စိတ်ကလေးနဲ့သာဆက်ဆံကြည့်နော်ကိုအကျိုးလိုလားရင်ကိုအကျိုးလိုလားတာနဲ့အမျှကိုခံစားကိုတိုင်းအကျိုးသက်ရောက်မှုတွေရှိပြီးတော့တန်ဖိုးတွေရှိနေမှာနောက်ပိုင်း तू ကသိသွားမှာ तू သိတာမသိတာ तू ကိစ္စကိုသိဖို့အရေးကြီးတာကိုလုပ်ဖို့အရေးကြီးတာကိုပြုပြင်ဖို့ကအရေးကြီးတာဖြစ်တဲ့အတွက်ကြောင့်အတ္တယအတ္တနောနာတော့ကိုပြင်ဖို့အရေးကြီးတာနော်ဒါကြောင့်မြတ်စွာဘုရားရှင်တရားတော်တွေဘုန်းကြီးတို့ကိုးကားလက်တွေ့ဘဝထဲမှာကျင့်သုံးမယ်ဆိုရင်ဒီနေ့ပြောချင်တာကဘုန်းကြီးပြောချင်တာလေးကတယောက်နဲ့တယောက်ဘယ်နေရာမှာဖြစ်ဖြစ်ဘယ်သူနဲ့ဖြစ်ဖြစ်ဘယ်ချိန်ပဲဖြစ်ဖြစ်အစဉ်ပြေခြင်းလို့ရှိရင်သိခံနိုင်အောင်ကြိုးစားရသိခံပြီးရင်လည်းပဲခွင့်လွတ်ပေးနိုင်အောင်ကြိုးစားရတယ်လူတိုင်းမှာအမှားဆိုတာရှိတာပဲအဲ့ဒီအမှားကြီးကိုခေါင်းထဲထည့်ပြီးတော့ခွင့်မလွတ်နိုင်ဘူးဆိုရင်ခွင့်မလွတ်နိုင်တဲ့လူကခံစားရတာပဲဒါကြောင့်မလို့ခွင့်လွတ်တယ်ဆိုတာသူ့ကိုခွင့်လွတ်တာမဟုတ်ကိုခွင့်လွတ်တာဖြစ်တဲ့ကြောင့်ခွင့်လွတ်နိုင်အောင်လည်းကြိုးစားရတယ်သိခံရမယ်ခွင့်လွတ်နိုင်အောင်ကြိုးစားရမယ်ပြီးလို့ရှိရင်အကျိုးလိုလားတဲ့မေတ္တာလေးတွေထားပေးနိုင်အောင်ကြိုးစားရတယ်မေတ္တာထားနိုင်ရင်သူ့အကျိုးလိုလားတာနဲ့အမျှကိုယ်တိုင်လည်းပဲအကျိုးသက်ရောက်မှုတွေရှိနေတဲ့အတွက်ကြောင့်သူ့အကျိုးလိုလားတဲ့ကိုယ်အကျိုးကပို့ပြီးတော့ပြီးမြောက်တာဖြစ်တဲ့အတွက်ကြောင့်တယောက်နဲ့တယောက်အကျိုးလိုလားတဲ့မေတ္တာလေးလည်းထားနိုင်အောင်ကြိုးစားရတယ်ဒီသုံးချက်သာလက်တွေ့လိုက်နာကျင့်သုံးနိုင်မယ်ဆိုရင်လူတိုင်းဟာနေရာတိုင်းမှာအစဉ်ပြေတယ်ချိန်တိုင်းမှာအစဉ်ပြေတယ်ပုဂ္ဂိုလ်တိုင်းနဲ့လည်းအစဉ်ပြေတာဖြစ်တဲ့အတွက်ကြောင့်ဘ
ဘသူတရားပြက်ပြက်မပြက်ပြက်ကိုမပဲ့အောင်ကြိုးစားရင်ကိုဘဝမှာသိခံနိုင်တဲ့စိတ်ကလေးမွေးကြပါကိုဘဝမှာဘာပဲဖြစ်ဖြစ်အာဃာတမထားပဲခွင့်လွတ်နိုင်တဲ့စိတ်ကလေးများများမွေးကြပါကိုဘဝမှာဘသူတရားပြက်ပြက်မပြက်ကိုမပြက်စေပဲမေတ္တာအပြည့်နဲ့အကျိုးလိုလားတဲ့စိတ်ကလေးနဲ့သာလည်းဆက်ဆံကြည့်လိုက်စမ်းပါသိခံနိုင်မေတ္တာထားနိုင်ရင်ခွင့်လွတ်နိုင်မယ်ဆိုရင်ခွင့်လွတ်နိုင်တာနဲ့အမျှအကျိုးသက်ရောက်မှုအများကြီးဖြစ်နိုင်မှာဖြစ်တဲ့အတွက်ကြောင့်မိမိသူတစ်ပါးအကျိုးများစေဖို့အတွက်အာလုံးလောကသားအာလုံးသိခံကြပါခွင့်လွတ်ကြပါမေတ္တာထားနိုင်အောင်ကြိုးစားကြပါလို့တိုက်တွန်းရင်ဘုန်းကြီးရဲ့ဒီနေ့ဓမ္မလက်ဆောင်ဒီမှာပဲနေကုန်းကံပတ်အဆုံးသတ်လိုက်ရပေတော့တည်း